အားလုံးပဲမင်္ဂလာပါရှင် Academic Teaching ငယ်ကောင်မှထုတ်တော့ပါတယ်ရှင်ဒီနေ့မှာတော့ Academic Teaching မှာသင်ကြားပေးသွားမယ့်သင်ခန်းစာလေးကတော့တချို့အရင်ဆုံးစကားလုံးလေးကိုပြပြပေးပါဒီစကားလုံးလေးကိုတချို့တော့ဘယ်နေရာမှာအသုံးပြုလဲအသုံးပြုတဲ့စကားလုံးလေးတွေကိုပါတစ်ခါပဲတွဲပြီးတော့သင်ပေးသွားမှာပဲเนาะဒါဆိုလို့ရှိရင်တချို့တို့ရေးချမှာမှာနှစ်မျိုးရှိတယ်ပေါ့เนาะကျတော့ဒီလိုရေးချလည်းရှိသလိုတချို့တို့ဒီလိုအပေါ်ဆွဲပြီးရေးတဲ့မောက်ချလည်းရှိရပေါ့เนาะဒါပေမဲ့တချို့တော့များတော့အဖြစ်ဒီနှစ်ခုလုံးတော့ဘယ်လိုပဲပြောကြတယ်ဆိုတော့ရေးချလို့ပဲပြောတယ်နော် but တကယ်တော့တကယ်ဆိုလို့ရှိရင်ဒီလိုအသေးလေးကိုကျတော့ရေးချလို့ပြောပြီးအပေါ်ဟာကျတော့မောက်ချိုက်လို့ခေါ်တယ်မောက်ချလို့ခေါ်ကြတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဘယ်နေရာမှာမောက်ချတုံးတယ်ဘယ်နေရာမှာရေးချတုံးတယ်ဆိုလို့ရှိရင်တော့လာမယ့်သင်ခန်းစာတွေမှာပြန်ပြီးတော့ဆက်ပြီးသင်ပေးသွားမှာပဲအရင်ဆုံးတချို့တို့ကအမြဲတမ်းရေးချသင်ခန်းစာကိုသင်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်အမြဲတမ်းရေးချမှာမဟုတ်ဘလို့သင်ငန်းစာကိုပဲမစိုးတင်ပေါ့နော်အဲဆိုနဲ့အစပြည့်သွားတယ်ဘာလို့လဲဆိုတော့တချို့တို့ကဒီเนาะဒီသင်ငန်းစာကိုတည်သွားတဲ့အခါကျလို့ရှိရင်ရေးချထဲလို့ရှိရင်စကလုံးလေးတွေပုံမှာတချို့အရှိသင်ငန်းစာကာကြီးခက်ခွေသင်ခဲ့တော့တချို့တို့ဘယ်စကလုံးဆိုလို့ရှိရင်ဘလို့အတန်ထွက်လဲဆိုတော့ပြပြခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီစကလုံးလေးတွေနဲ့ဒီရေးချလေးတွေကိုပေါင်းလိုက်တဲ့အခါကျလို့ရှိရင်ဘလို့အတန်ထွက်လေးဖြစ်သွားမလဲဆိုတာကိုဒီတကြောင်ကိုသင်ရုံနဲ့လေသိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အဓိကဖတ်တတ်ပြီးပြီနဲ့ဘယ်နေရာမှာပဲစကလုံးသုံးရလဲဆိုတာအဓိကအရေးကြီးတယ်ပေါ့နော်အဲ့ဒါသိမှသာလေတချို့ကဆက်ပြီးတော့စကလုံးတွေကိုပေါင်းတက်မယ်ဖတ်တက်မယ်ရေးတက်မယ်ပေါ့နော်ဒါကြောင့်မလို့တချို့ကအတန်ထွက်လည်းပြောပြရမယ်ရေးပုံရေးနည်းလည်းပြောပြရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်เนาะတချို့တို့သင်ခန်းစာလေးကိုဆက်ပြီးသွားကြမယ်ဆိုတော့ရေးချရေးချဘုစားနှလုံးပေါက်တရားလေးတချို့တို့ရေးချလို့ခေါ်ပါတယ်ပြန်ဆုံးမယ်ရေးချဝဆနှလုံးပေါက်တရားလေးကိုသိသွားပြီဆိုလို့ရှိရင်တချို့တို့ကဒီနေရာမှာတခြားစကားလုံးတွေတော့အသုံးပြုတဲ့အခါကျလို့ရှိရင်အဲ့ဒီစကားလုံးရဲ့အတန်ထွက်လေးတွေကိုထည့်သုံးနေရပြီပေါ့နော်ဒါဆိုလို့ရှိရင်ကာကြီးဆိုလို့ရှိရင်သိပြီးသားကလို့အတန်ထွက်တယ်နော်ကာကြီးကဆိုရေးချထည့်လိုက်တဲ့အခါကျရင်ကာကြီးရေးချကနော်ရေးချဖြစ်တဲ့အတွက်ကာကြီးရေးချကာကြီးရေးချဝဆနှလုံးပေါက်ကနောက်တစ်ခုစာလုံးရေးစာလုံးရေးချစာလုံးရေးချဝဆနှလုံးပေါက်စာလုံးရေးစာလုံးရေးချစာလုံးရေးချဝဆနှလုံးပေါက်โอเคဒီသင်ခန်းစာမှာတော့တချို့တို့ကစိုးပုံစိုးနည်းရေးပုံရေးနည်းသိသွားပြီဆိုလို့ရှိရင်နောက်သင်ခန်းစာမှာဒီစကားလုံးလေးတွေကိုဘယ်လိုအသုံးပြုရမလဲဆိုတော့ပြီးတော့သင်ပေးသွားမှာဖြစ်တဲ့အတွက်နောက်သင်ခန်းစာတွေကိုလည်းဆက်လက်ကြည့်ရှုဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်